2026ကလင်နာဆိုင်ကျွန်တော်ရဲ့ဒုတိယဖိုင်ပေါ့ဒုတိယဖိုင်လေးကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒုတိယဖိုင်လေးကိုတင်ပြမှာဆိုတော့စမ်းတစ်ချက်တော့မဟုတ်ပါဘူးကျွန်တော်ရဲ့မူဟောင်းလေးပါပဲကျွန်တော်ဒီမူဟောင်းနေနဲ့ပဲကျွန်တော်လည်းပြရတတ်တာဆိုတော့ဒီမူဟောင်းနေနဲ့ပဲတွားနေမှာပေါ့နော်အဲ့တော့ကျွန်တော်2026ရဲ့15ချိန်အတွက်ကျွန်တော်3နှစ်ခွန်ဆိုတဲ့ site နဲ့ပဲ3နှစ်ခွန်ဒါကျွန်တော် site တွေကိုကြည့်ထားတဲ့လူဆိုရင်သိပါတယ်ကျွန်တော်ဒီ video file တွေကိုကြည့်ထားတဲ့လူဆိုသိပါတယ်ဒီ3နှစ်ခွန်ထွက်တယ်ရှစ်ပရိရိုက်တယ်3နှစ်ခွန်ထွက်ပြီးတော့ရှစ်ပရိရိုက်တယ်ကျွန်တော်တို့ဒီဘက်ဒါရှစ်ပရိကနေဒီလိုရီလိုက်ရင်ဒါသူနဲ့တဲ့တယ်ပါပဲ1 2 3 4 5 6 9 10 90 95ချိန်အတွက်ပေါ့နော်10အဲ့လို10ဖြစ်သွားပြီအဲ့မှာဘာလဲဘာထွက်တယ်ဆို9နှစ်3ထွက်တာကျွန်တော်အဲ့9နှစ်3ကိုကျွန်တော်ဒီမှာတခါတည်းကနန်းတကွက်ထုတ်မှာပေါ့နော်တခါတည်းထုတ်လိုက်မှာအဲ့တော့ဘယ်လိုထုတ်ထားတာတော့ဆိုတော့ကျွန်တော်ကလည်းရှာထားပြီးတော့ရေဘေးဒုက္ခနဲ့အဲ့မှာကျွန်တော်ကမိတ်နေရေဘေးဒုက္ခနဲ့ကျွန်တော်မိတ်နေဒီလိုလေးဒီမှာရေးထားပါတယ်ထိတ်ကိုအရေးကြည့်အောင်ရှင်းနေငါပေါ့နော်ငါဖြစ်ချင်းပေါ့နော်ရှင်းနေငါလို့ရေးထားတယ်ရှင်းနေငါဖြစ်ချင်းပေါ့နော်ရှင်းနေငါလို့ရေးထားပါတယ်ထိတ်ကအဲ့တော့နောက်ပိတ်ကထိတ်ပြီးတော့ခါပေါ့ခါတစ်ဖြစ်ချင်းဒီမှာ3ည9နှစ်ဆိုတော့1 3ည9နှစ်1နောက်ပိတ်ကိုကျွန်တော်ဒီလိုရှာထားတယ်8နှစ်3ဖြစ်ချင်းပေါ့နော်8နှစ်3ဆိုပြီးတော့ဒီလိုလေးရှာထားတယ်အဲ့မှာ9နှစ်3ဆိုပြီးတော့ထွက်ပါတယ်ပထမကဒုတိယကကျွန်တော်ကတ်တွေကြီးထားဘူးလားကျွန်တော်ဗီဒီယိုဖိုင်တွေကြီးထားတဲ့လူဆိုသိတယ်3နှစ်ခွန်ရှစ်ပရိရိုက်ရှစ်ပရိရိုက်ကနေဒီမ1 2 3 4 5 6 9 10 90ဒီမှာဆိုလဲဒီမှာကျွန်တော်တို့ပထမကတ်လို့ပဲဒါဒုတိယကတ်ပေါ့ပထမကတ်လို့ပဲ9 3ခွန်9 3ခွန်ခါကတစ်ဖြစ်ရမှာဆိုတော့8 3 3ည8 3ရှိတဲ့အတွက်ဒီမှာ3ညထက်တစ်ဖြစ်ရောအဲ့လိုတစ်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကနောက်ပိတ်ကဘယ်လိုနောက်ပိတ်ကလည်းဒီမှာ3ခွန်3နောက်ပိတ်က3ဖြစ်ချင်းပေါ့3ဒီမှာခွန်3ဖြစ်ချင်းခွန်3ဖြစ်ချင်းအဲ့တော့ခွန်3ည3ဆိုပြီးတော့ထွက်သွားတယ်အဲ့ဒါဒုတိယကတ်ပေါ့နော်ရှင်းပါကျွန်တော်လည်းဆိုရင်ရှင်းပါကျွန်တော်ကရေဘေးကိစ္စတွေနဲ့ကျွန်တော်ရေကြီးသွားတာနဲ့ကျွန်တော်လည်းဒီဗီဒီယိုဖိုင်ကိုကျွန်တော်ရိုက်ပြီးတော့တင်ဖို့ကြံ့ကြာနေဘယ်လိုကြောက်လဲဆိုတော့ကျွန်တော်လည်းမတင်နိုင်ဘူးပေါ့ဗျာကျန်တဲ့ရေဘေးကိစ္စတွေပဲပြုအဲ့တော့ကျွန်တော်တို့တခါပထမကဒုတိယပိုင်းဒါတတိယပိုင်းပေါ့နော်ဒါတတိယပိုင်းမှာလည်း3နှစ်ခွန်လို့ရိုက်တယ်ရှစ်ပရိတပင်ကျော်မှာ4 3 1ဆိုပြီးတော့ရှစ်ပရိရိုက်တယ်အဲ့တော့1 2 3 4 5 6 9 10 90ဒီမှာကျွန်တော်တခါတည်းထည့်ထားတယ်9 3နှစ်ဆိုပြီးတော့ဒီဘာကြောင့်9 3နှစ်ထည့်ထားလဲဒီမှာပထမကဒုတိယကလို့ပဲဒါ2026ရဲ့15ချိန်အတွက်ကျွန်တော်ရဲ့တတိယဖိုင်ဒုတိယဖိုင်ကိုကျွန်တော်တင်ပြတာအဲ့မှာဒီမှာ2 4 6ဖြစ်နေတယ်အဲ့မှာ9ထည့်မှာ9ဖြစ်ဖို့အတွက်9ထည့်ရမှာ2 4
9ဖြစ်ဖို့အတွက်9ထည့်ရမှာဟိုမှာ6ဖြစ်နေတာဆိုတော့9ထည့်9အဲ့တော့ကျွန်တော်ဒီမှာတခါအလဲခါကဟို1ဖြစ်ရမှာဟုတ်ရဲ့အဲ့တော့ဒီမှာ1ရှိတယ်ဗျာဒီမှာခွန်ရှိတယ်ဗျာအဲ့တော့ကျွန်တော်တို့ကဘာထည့်မလဲ3ထည့်ရမှာပေါ့3ထည့်1ခွန်3အဲ့တော့ကျွန်တော်နောက်ပိတ်ကလည်း3ဖြစ်ချင်းဒီမှာ9ရှိတယ်ဗျာဒီမှာ9ရှိတယ်ဒီမှာ6ရှိတယ်ဒီမှာ9ရေ6ရေပေါင်းတော့1ရေဒီ2နဲ့ပေါင်းတော့3ဖြစ်ရမှာဟုတ်ဗျ3အဲ့တော့9 3 2ဆိုတော့တဲတကွက်ရပါတယ်9 3 2 5 6 2ဆိုတော့3ဖြစ်ချင်း5ဖြစ်ချင်း1ဖြစ်ချင်း3ဖြစ်ချင်းဆိုတော့အဲ့မှာဒါတတိယပိုင်းမှာကျွန်တော်ခု2026ရဲ့15ချိန်အတွက်ကအဲ9 3 2ကိုကျွန်တော်မိတ်ဆွေတို့ကိုတင်ပြလိုက်ပါတယ်အဲ့တော့သူ့ရဲ့တစ်ခုဖြစ်စဉ်တစ်ခုကဘာလဲဆိုရင်ပထမပိုင်းမှာဒီမှာ9နဲ့3လုံးပေါင်းချင်း3ည9နဲ့3ဒုတိယပိုင်းမှာ3လုံးပေါင်းချင်းက3ညပဲခုံ3ည3အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာကျမှ3လုံးပေါင်းချင်းက4ဖြစ်နေတယ်အဲ့တော့3ညဖြစ်အောင်အဲ့လိုမျိုးလဲဒီလိုလဲမလွတ်အောင်အဲ့တော့9 3 8ဆိုပြီးတော့ထည့်လိုက်မယ်3လုံးပေါင်းချင်း30အဲ9 3 8ထည့်ပြီဆိုရင်ကျွန်တော်တို့တော့ခါရှင်းဒီနှစ်နောက်ပိတ်နေဆိုရင်တခါနှစ်နောက်ပိတ်6ထည့်စီနှစ်နောက်ပိတ်နေဆိုရင်9 9 2ဒီ3ခွက်ပေါ့နော်တဲ့ပဲထိုးရမှာပါ9 3 8ဒီကတော့ main ပေါ့နော်9 3 2 9 3 8 9 9 2ဒီ3ခွက်ကိုကျွန်တော်မိတ်ဆွေတွေကိုတင်ပြလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့မိတ်ဆွေတို့သိထားတဲ့မြင်ထားတဲ့အမြင်တွေနဲ့ပေါင်းစပ်ပြီးတော့ပေါက်ကွက်ကိုထုတ်ပါပေါက်ကနန်းရရှိအောင်ဖန်တီးပါလို့ကျွန်တော်ကပြောကြလိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးနေတဲ့ Telegram channel မှာရှိတဲ့မိတ်ဆွေတွေရော YouTube channel မှာရှိတဲ့မိတ်ဆွေတွေရော Facebook ကျွန်တော်အထူးသဖြင့်တော့ကျွန်တော် YouTube နဲ့ Telegram မှာပဲတင်ပေးတယ်ဗျ Facebook လည်းကျွန်တော်မတင်ဘူးTikTok မှာလည်းကျွန်တော်မတင်ဘူးဗျဒါ Facebook TikTok တွေကတော့ကျွန်တော်တင်ခဲတယ်เนาะတင်ပေးဖို့ကျွန်တော်တင်ခဲတယ်ပေါ့ကျွန်တော် YouTube တစ်ခုကိုတင်ဖို့ဆိုရင်ကျွန်တော်တို့ကအနည်းဆုံးနိုင်ဝက်လောက်ကြာတယ်ဒီပို့တဖို့တက်ဖို့အတွက်ကနိုင်ဝက်လောက်ကြာတယ်ကျွန်တော်တို့ Wi-Fi ကလည်းလဲအဝိုင်းလဲနေတာပေါ့နော်အဲ့တော့နိုင်ဝက်လောက်ကြာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတင်ပေးရတာတော်တော်လေးကိုကျွန်တော်တို့မှာခက်ခဲပါတယ်အဲ့တော့ကျွန်တော် Telegram မှာတော့မြန်တယ်ကျွန်တော် Telegram မှာတင်ပေးထားမယ် Telegram ကိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေ Telegram ကိုတော့ကျွန်တော်ဖိတ်ခေါ်ပါတယ် Telegram ကိုတော့ကျွန်တော်တင်ပေးတာတွေမြန်ပါတယ်အဲ့မှာတော့မြန်ဆန်ကျွန်တော်တင်ပေးထားပါတယ် Telegram မှာကျွန်တော်စိုက်မှုလေးတွေကျွန်တော်တင်ထားပါတယ်ဒါကတော့အခု2026ရဲ့15ချိန်အတွက်ကျွန်တော်ဒါဒုတိယဖိုင်ပေါ့နော်ဒုတိယဖိုင်ကိုတင်ပြလိုက်ပါပြီကျွန်တော်ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အနည်းအခက်သိမ်းဘေးရန်ကင်းဝေးပြီးလူဝင်စားနာတွေတလုံးတော်တွေပြည့်စုံပါစေဒုက္ခပေါင်းကကင်းဝေးပါစေအသက်ရှူတိုင်းငွေတွေဝင်ပြီးငွေကိုရေလိုသုံးနိုင်တော်သူများလည်းဖြစ်ကြပါစေဗျာ